မင်္ဂလာပါစင်ကာပူမှာအလုပ်လုပ်နေတဲ့မြန်မာညီကိုမောင်နှမများအလုပ်ရှင်များနဲ့အေဂျင့်များအတွက်အရေးကြီးတဲ့လစာပေးချေမှုစည်းမျဉ်းကိုရှင်းလင်းအသိပေးလိုပါတယ်စင်ကာပူအလုပ်သမားဝန်ကြီးဌာနရဲ့စည်းမျဉ်းအရအလုပ်လုပ်သက်တစ်လပြည့်ပြီးနောက်9ရက်အတွင်းလစာပေးချေရမှာဖြစ်ပါတယ်အချိန်ပိုလုပ်ခအတွက်ဆိုရင်တော့14ရက်အတွင်းပေးရပါမယ်လုပ်သားများအနေနဲ့မိမိတို့ရဲ့အလုပ်စာချုပ်ထဲကလစာပေးရမယ့်ရက်ကိုတေချာစစ်ဆေးပါအချက်လက်များရယူရန်အေဂျင့်သို့မဟုတ်ဝန်ထမ်းရေးရာဌာနကိုဆက်သွယ်ပါသတ်မှတ်ရက်အတွင်းလစာမရရှိပါကမိမိတို့ရဲ့အခွင့်အရေးကိုသိရှိပြီးစင်ကာပူအလုပ်သမားဝန်ကြီးဌာနကိုတိုင်ကြားနိုင်တယ်ဆိုတာသတိပြုပါဒီအချက်လက်တွေဟာလုပ်သားတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့နဲ့အလုပ်ရှင်တွေအနေနဲ့လည်းစီးမြင့်ကိုလိုက်နာဖို့အရေးကြီးပါတယ်မသိသေးသူများသိရှိစေရန်ဒီဗီဒီယိုကိုမျှဝေပေးပြီးလိုအပ်ပါကတိုင်ကြားခြင်းတို့ပြုလုပ်ဖို့တိုက်တွန်းပါတယ်